သူမဟာဘဲလီအကကိုစိတ်ဝင်စားတဲ့တာမန်မင်းကလေးတယောက်ပါပဲဒါပေမဲ့သူမရဲ့ဘဝကိုရက်ဆက်လိုက်တဲ့နေ့ကနေစပြီးမြေအောက်နောကတစ်ခုလုံးလောင်ကျွမ်းသွားခဲ့တယ်သူမကိုရက်တန့်ဖို့ဂျွန်ဝစ်ကိုတောင်းမှပို့လိုက်ရတယ်ဒီနေ့ပြောပြမယ့်ဇာတ်လမ်းကတော့ဘော်ဒရီနာသူပါတယ်မင်းကလေးငယ်လေးတယောက်ဖြစ်တဲ့ Eve ဟာသူ့အဖေဟာဗီယာနဲ့အတူတူနေထိုင်နေပါတယ်။ Eve ကဘဲလီအကောက်ကိုအလွန်ချစ်မြတ်နိုးပြီးသူ့အဖေကလည်းအမြဲအားပေးပံ့ပိုးပေးခဲ့သူပါ။သူမမွေးနေ့မှာဟာဗီယာကဘဲလီမင်းကလေးပုံပါတဲ့ဂီတာဘောက်စ်လေးတစ်လုံးလက်ဆောင်ပေးပါတယ်။အဲ့ဒီလက်ဆောင်လေးဟာအသေးစားပေမဲ့သူတို့နှင်းငေါက်ကြားခိုင်မာတဲ့ဆက်ဆံရေးကိုကိုစားပြုတဲ့တန်ဖိုးရှိသည့်အမှတ်တရတစ်ခုပါ။တညသူတို့အိမ်မှာအေးအေးဆေးဆေးအနားယူနေချိန်မှာပဲငိမ်သက်တဲ့ညဟာရုတ်တရက်ပျက်စီးသွားပါတယ်။လက်နက်ကင်တက်ဖွဲ့တစုအိမ်ထဲကိုဝင်ရောက်ကျူးကျော်လာပါတယ်။သူတို့ဘသူတွေလဲဆိုတာမသိပေမဲ့ဟာဗီယာကဒီလိုအခြေအနေကိုကျူတင်သိချတယ်လို့ဖြစ်နေပါတယ်။ချက်ချင်းပဲသူ့ရဲ့အသက်ရှင်ရန်အာယုံစိုက်မှုလှုပ်ဆောင်ချက်တွေစတင်အလုပ်လုပ်လာပါတယ်။သူဟာလက်နက်ကင်လူတယောက်ချင်းစီကိုတီကြောပြက်သားနဲ့လှုပ်ရှားမှုနဲ့ဖယ်ရှားပစ်ပါတယ်။သူလှုပ်ရှားပုံကိုကြည့်ရင်သူဟာတာမန်လူတယောက်မဟုတ်ဘူးဆိုတာရှင်းလင်းပါတယ်။အန်ဒီယေကီမာလာတာကိုသိမြင်တဲ့ဟာဗီယာက Eve ကိုလျှို့ဝှက်အခန်းတစ်ခန်းထဲမှာဝတ်ထားပါတယ်။ဒါပေမဲ့ကျူးကျော်သူတွေကဆက်လက်ဝင်ရောက်လာပြီးနောက်ဆုံးမှာတော့ဟာဗီယာကိုဝန်းရံပြီးအနိုင်ယူလိုက်ကြပါတယ်။သူတို့အဖွဲ့ခေါင်းဆောင်တယောက်ပေါ်လာပါတယ်။သူ့ကိုချန်စလာလို့ခေါ်ကြပါတယ်။သူဟာ Eve ကိုခေါ်သွားဖို့လာရောက်သူဖြစ်ပါတယ်။ Eve လီကကြောက်လန့်စွာပုံအောင်နေရင်သူမရဲ့ဇက်လန်းစတင်လာပါတယ်။ဒီဟာကဘယ်လရီနာဖြစ်ပါတယ်။မကြခင်မှာချန်စလာဟာနှစ်ပေါင်း1000ကျော်တိုင်အောင်တည်ရှိလာခဲ့တဲ့လျှို့ဝှက်အဖွဲ့အစည်းကြီးတစ်ခုကိုဦးဆောင်နေသူဖြစ်ကြောင်းထုတ်ဖော်သိရပါတယ်။ဟာဗီယာဟာအရင်တုန်းကအဲ့ဒီအဖွဲ့ဝင်တယောက်ဖြစ်ခဲ့ပေမဲ့သူတို့ကိုတစ္ဆာဖောက်ခဲ့သူပါအခုတော့ချန်စလာက Eve ကိုကဘာတဝိုင်းကခလေးပြီလို့ပဲသူတို့အဖွဲ့ရဲ့မျိုးဆက်တစ်အဖြစ်ခေါ်ယူခြင်းနေပါတယ်ချန်စလာကဟာဗီယာကိုတစ်ချက်တည်းပြစ်နိုင်တဲ့ကြီးတလုံးပါတဲ့တနက်တလက်ပေးပါတယ်သူ့ကိုပြန်လဲအပြစ်လွတ်ခွင့်ပေးရဲ့မညာနာတဲ့ကမ်းလှမ်းချက်တစ်ခုပါဒါပေမဲ့ Eve ကအဖေလို့ခေါ်လိုက်တဲ့အချိန်မှာအာယုံလွဲသွားတဲ့အခိုက်အတန့်ကိုဟာဗီယာကအသုံးချပြီးပြန်တိုက်ခိုက်လိုက်ပါတယ်လူအချို့ကိုထပ်မံဖယ်ရှားနိုင်ခဲ့ပေမဲ့ချန်စလာကညအမောင်ထဲမှာပျောက်ကွယ်သွားပါတယ်။အလွန်ပျက်စီးနေတဲ့အခြေအနေထဲမှာ Eve ကစစ်တယောက်ရဲ့လက်မောင်းပေါ်မှာ X ပုံတံအမာရွတ်ကိုတတိပြုပါတယ်။ဟာဗီယာကပောက်ကွဲဆက်တစ်ခုကိုဖွင့်လိုက်ပြီး Eve ကိုပိုက်ထားကအိမ်ပြန်ဘက်ကိုထွက်ပြေးပါတယ်။သူ့ကိုပြစ်ခတ်ထားတာပြီးသားဖြစ်ပေမဲ့သမီးလေးလုံခြုံခြင်းသူမရက်နာပါဘူး။စက္ကန့်အနည်းငယ်အကြာမှာအိမ်တစ်လုံးလုံးမီးလောင်ပောက်ကွဲသွားပါတယ်။နောက်ဆုံးထပ်တဲ့မှာ Eve ကိုကိုယ်တိုင်ကိုယ်ချစောင့်ရှောက်ဖို့ဖြောပြီးအသက်ပြောက်သွားပါတယ်။အခုတော့ Eve ဟာတကယ်တိုင်းကြောက်ထဲချန်ရစ်သွားပါပြီ။သူမကဖြစ်ပျက်ခဲ့တဲ့အားလုံးကိုရဲတပ်ဖွဲ့တိုင်းတည်င်းပို့ပါတယ်။ဒါပေမဲ့မကြခင်မှာမမျှော်လင့်ထားတဲ့လူတစ်ယောက်ပေါ်လာပါတယ်။ Winston ဖြစ်ပြီး Continental Hotel ရဲ့ manager ဖြစ်ပါတယ်။သူကအမီမဲ့သွားတဲ့ကလေးမလေးကို Resca Roma လို့ခေါ်တဲ့လူသက်များကိုလေ့ကျင့်ပေးရတဲ့ခုကိုခေါ်သွားပါတယ်။အဲ့ဒီနေရာမှာ Eve ကို director လို့သာခေါ်တဲ့အမျိုးသမီးအောင်မှာထားရှိပြီးမရက်နာလေ့ကျင့်ပေးကအားမနဲတဲ့လူတစ်ယောက်အဖြစ်ပြုသွင်းပေးပါတယ်။12နှစ်ကြာတော့ Eve ဟာအရင်လူအားမနဲတဲ့ကလေးမလေးမဟုတ်တော့ပါဘူး။သူမဟာစီကန်းတိကျလေ့ကျင့်ထားတဲ့ဘဲလီအကသမားတစ်ယောက်ဖြစ်ပြီးဒါရိုက်တာရဲ့စောင့်ကြည့်မှုအောက်မှာဓာတ်ရိုက်လေ့ကျင့်ခံထားတဲ့သူတစ်ယောက်ပါ။ Resca Roma မှာမိန်းကလေးလေ့ကျင့်ထားတစ်ယောက်ဟာအကအလရဲ့နူးညံ့မှုနဲ့လူသက်မှုရဲ့တိကျမှုကိုတပြိုင်နက်သင်ယူရပါတယ်။ဘဲလီအကဟာဒီနေရာမှာအမှုပညာမဟုတ်ပါဘူး။ကိုယ်နဲ့စိတ်ကိုထိန်းချုပ်နိုင်မှုလိုအပ်တဲ့တည်ငြိမ်မှုတစ်ခုပါ။ဘဲလီသင်္ကန်းပြီးနောက် Eve ဟာတိုက်ခိုက်လေ့ကျင့်မှုကိုတန်းဝင်ပါတယ်။လူချင်းတိုက်ခိုက်မှုမှာလက်နက်အသုံးပြုမှုအထိကျွမ်းကျင်ရမည်ကျွမ်းကျင်မှုသည်အသက်ရှင်ရမရှိမဖြစ်လိုအပ်ပါတယ်။သူတို့ကိုအထူးသဖြင့်ကာကွယ်ရေးတာဝန်တွေအတွက်လေ့ကျင့်ပေးထားပါတယ်။အရေးကြီးလူပုဂ္ဂိုလ်တွေကိုကာကွယ်နိုင်မှုသင်ကြားထားပါတယ်။နှစ်ပေါင်းများစွာခံစားရတဲ့နာကျင်မှုနဲ့လေ့ကျင့်မှုတွေဟာ Eve ကိုထူးခြားထက်မြက်တဲ့လူတစ်ယောက်အဖြစ်ပြောင်းလဲပေးပါတယ်။10မိနစ်ပြည့်တော့ Eve ဟာအတန်းထဲမှာအကောင်းဆုံးဖြစ်ပြီးကြောက်ရွံ့လေးစားခံရတဲ့သူတစ်ယောက်ဖြစ်လာပါတယ်။နောက်ဆုံးစမ်းသပ်မှုတစ်ခုအဖြစ်သူ့အထက်တန်းစားတရားကိုဖယ်ရှားရပါတယ်။တုံစားမနေပဲ Eve ကခလွတ်ကိုနှိပ်လိုက်ပါတယ်။အဲ့ဒီအခိုက်အတန့်မှာသူမရဲ့ပြောင်းလဲမှုပြီးဆုံးသွားပါတယ်။နောက်ပိုင်းမှာသူမတယောက်ထဲရက်နေချိန်သူ့အဖေရဲ့အမတ်တရားတွေပြန်လဲလွှမ်းမှုလာပါတယ်။အဲ့ဒီအချိန်မှာပဲနာမည်ကျော်လူသက်မှာ John Wick တယောက် Resca Roma ကိုရောက်လာပါတယ်။ကဘာတဝိုင်းကလူသက်များတွေလိုက်လံရှာဖွေနေချိန်မှာကာကွယ်မှုရှာဖွေနေလာဖြစ်ပါတယ်။ Eve ဟာတတန်ဒီအဖြစ်ကြားတည်ထားတဲ့လူကိုလောက်ဆုံးမှာကိုယ်တိုင်မြင်တွေ့ရပါတယ်။ဒါပေမဲ့ John Wick ကတစ်ချိန်လုံးကအကြံပေးခဲ့သလိုဒီလောကကထွက်သွားမစားပဲ Eve ကကိုယ်လန်ကိုရွေးချယ်လိုက်ပါတယ်။သူမရဲ့ပထမဆုံးတာဝန်အဖြစ်အာရှချမ်းသာသူတယောက်ကိုပြိုင်ဘက်အဖွဲ့အစည်းတစ်ခုကကာကွယ်ရပါတယ်။ယုံကြည်ချက်အပြည့်နဲ့သူမတိုက်ခိုက်မှုတွေကိုဝင်ရောက်ပါတယ်။တိုက်ခိုက်မှုတွေကြားသူမရဲ့လှုပ်ရှားမှုတိုင်းတီးကြပြီးပြစ်ခတ်မှုတိုင်းရည်ရွယ်ချက်ရှိပါတယ်။မကြခင်မှာတိုက်ခိုက်သူတွေအလုံးဝဖယ်ရှားခံရပါတယ်။
တာဝန်ကိုပြီးဆုံးစွာပြီးဆုံးသွားပြီးနောက် Eve ဟာ Raska Roma ရဲ့တက်သူကိုရရှိပါတယ်။အဖွဲ့ဝင်တယောက်အဖြစ်အတည်ပြုချက်တစ်ခုပါ။ဒါပေမဲ့တညသူမအိမ်ပြန်လမ်းမှာလူသက်မတယောက်ကလာရောက်တိုက်ခိုက်ပါတယ်။တိုက်ပွဲဟာမြန်ဆန်ပြီးပြင်းထန်ပါတယ်။ Eve ကလွယ်ကူစွာအနိုင်ယူလိုက်ပါတယ်။သူမအားလုံးကိုစစ်ဆေးကြည့်နေချိန်လူသက်မရဲ့လက်မောင်းပေါ်မှာ X ပုံသဏ္ဍာန်အမာရွတ်ကိုမြင်လိုက်ပါတယ်။နှစ်ပေါင်းများစွာသူ့အဖေကိုတတ်ခဲ့တဲ့လက်နက်ကင်တပ်ဖွဲ့ဝင်တွေဝတ်ထားတဲ့အမှတ်တံဆိပ်နဲ့တူညီနေပါတယ်။အတိတ်ရဲ့အမတ်တရားနာကျင်မှုတွေကစိတ်ကိုလောင်ကျွမ်းစေသလို Eva ဒေါသအပြည့်နဲ့ဒရိထာရဲ့ရုံးခန်းထဲကိုတိုက်ရိုက်ဝင်ရောက်သွားပြီးအမှန်တရားကိုတောင်းဆိုလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဒရိထာကရှေးဟောင်းရှို့ဝက်အဖွဲ့အကြောင်းကိုမူလကတည်းကသိရှိထားခဲ့ကြောင်းဒါပင်တွေ့စစ်ပွဲတစ်ခုပြန်လည်မပေါ်ပေါက်စေဖို့တိတ်ဆိတ်နေခဲ့တာဖြစ်ကြောင်းဝန်ခံပြောကြပါတယ်။သူမက Eve ကိုအတိတ်ကိုမြေမြောက်ထားလိုက်ပါဒီလမ်းကိုမလျှောက်ပါနဲ့လို့တတိပေးလိုက်ပါတယ်။ဒါပေမဲ့ Eve ဟာအမိန်နာခံတတ်သူမဟုတ်ပါဘူး။လှည့်သားခံရတယ်လို့ခံစားရတဲ့သူမဟာသူ့ကိုကူညီနိုင်မဲ့တယောက်တည်းသောလူစီကိုတွားခဲ့ပါတယ်။အဲဒီလူကတော့ Continental Hotel ရဲ့ manager Winston ဖြစ်ပါတယ်။ဒါရိုက်တာနဲ့မတူဘဲ Winston က Eve ကိုတီးငင်းသဘောထားနဲ့လေးစားစွာကြိုးဆိုပါတယ်။ Eve ကသူ့လက်ထဲကိုသူတို့လောကရဲ့တရဝင်းငွေကြီးဖြစ်တဲ့ရွှေတင်ကားတစ်ခုပေးအပ်ပြီးရှိုးဝတ်အဖွဲ့အကြောင်းသတင်းအချက်အလက်တောင်းဆိုပါတယ်။ Winston ကသဘောတူပေမဲ့တတိပေးချက်တစ်ခုထည့်ပြောပါတယ်။သူမလိုက်ရှာနေတဲ့အဖွဲ့ဟာတာမန်အဖွဲ့တစ်ခုမဟုတ်ပါဘူး။နှစ်ပေါင်း1000ကျော်သမိုင်းရှိတဲ့အကြမ်းဖက်အဖွဲ့ထပြီးရက်ဆက်ကြမ်းကြုတ်မှုနဲ့လူသားဆန်မှုကဲမဲ့မှုတို့ကြောင့်နာမည်ကြီးပါတယ်။အရင်တုန်းကသူတို့ဟာ High Table, Raska Roma နဲ့ Continental တို့နဲ့မပြိုကွဲနိုင်တဲ့ညှိနှိုင်းမှုတစ်ခုလုပ်ခဲ့ကြပါတယ်။အဲ့ဒီညှိနှိုင်းမှုပြတ်သွားရင်မြေအောက်လောကတစ်ခုလုံးကိုလောင်ကျွမ်းစေခဲ့တဲ့စစ်ပွဲတစ်ခုပြန်လည်စတင်သွားစေနိုင်ပါတယ်။ဒါပေမဲ့ Eve ကစိတ်ဆုံးဖြတ်ချက်မလျော့ပါဘူး။ Winston က High Table ရဲ့ဗဟို operator ကိုဆက်သွယ်ပြီးအဖွဲ့ဝင်တဦးဖြစ်တဲ့ Pine ကိုခြေရာခံနိုင်ခဲ့ပါတယ်။ Pine ဟာ Prague ရှိ Continental ယုံခွဲမှာတေးခိုနေပါတယ်။ Eve ဟာအဲ့ဒီနေ့တင်ပဲ Prague ကိုထွက်ခွာသွားပါတယ်။ Prague ရှိ Continental ဟာအန်တရရှိတဲ့ဧည့်သည်တွေနဲ့ပြည့်နှက်နေပါတယ်။လူတိုင်းဟာစီကံတစ်ခုတည်းအောက်မှာလှန့်ရှားနေတဲ့ professional လူသက်သမားတွေပါ။အဲ့ဒီအထဲမှာလီနာလို့ခေါ်တဲ့အမျိုးသမီးလူသက်သမားတစ်ယောက်လည်းပါဝင်ပြီး Pine ကိုဖြစ်မှတ်ထားနေပါတယ်။သူမတစ်ယောက်တည်းမဟုတ်ပါဘူး။လမ်းမတစ်ဖက်ရှိအဆောက်အဦတွေကသူမရဲ့အခွဲသားတွေက Pine ရဲ့အခန်းကိုစောင့်ကြည့်နေကြတယ်။ Eve က Pine အခန်းဘေးကအခန်းကိုယူလိုက်ပြီးချက်ချင်းလှုပ်ရှားပါတယ်။ပရင်းပေါက်ဘေးအကျဉ်းနှန်းပေါ်ကနေလှမ်းလျှောက်က Pine ရဲ့အခန်းထဲကိုရှို့ဝတ်ဝင်ရောက်ပါတယ်။ဒါပေမဲ့အတွင်းထဲမှာသူမတွေးလိုက်ရတာက Ella လို့ခေါ်တဲ့မိန်းကလေးငယ်တစ်ယောက်ပါ။ခဏအကြာ Pine ကနောက်ကနေတနတ်နဲ့ထွက်ပေါ်လာပါတယ်။ Ella ဟာသူ့သမီးဖြစ်ပြီးရှို့ဝတ်အခွဲကနေလွတ်မြောက်ဖို့ကြိုးစားနေသူပါ။ဒီမြင်ကွင်းဟာ Eve ရဲ့ကိုယ်ပိုင်အသက်ကိုပြန်လဲအသက်သွင်းလိုက်တယ်လို့ဖြစ်စေပါတယ်။တချိန်လုံးကသူမအဖေဟာသူမကိုကာကွယ်ဖို့အလားတကူတိုက်ခိုက်ဖူးပါတယ်။ Pine ရဲ့ဇလန်းကိုကြားပြီး Eve စိတ်နှချမ်းခွာသွားပါတယ်။သူမဒီနေရာကိုတတ်ဖို့လာခဲ့ပြီမဲ့အခုအခြေအနေကသူမရဲ့နှလုံးသားကိုထိခိုက်စေပါတယ်။အဲ့ဒီအချိန်မှာပဲလီနာက Eve အခန်းထဲရှိနေကြောင်းသိရှိသွားပါတယ်။ Eve ရဲ့တုံဆိုင်မှုကိုတစ္ဆာဖောက်ကြောင်းလူယူဆပြီး Pine ရဲ့ခေါင်းရဲ့စုကြည်ကိုနှစ်ဆတိုးလိုက်ပါတယ်။ခဏအတွင်းလူသက်သမားအားလုံး Pine ကိုလိုက်လံရှာဖွေဖို့စတင်လိုက်ကြပါတယ်။အခန်းထဲမှာပြင်းထန်တဲ့ပစ်ခတ်မှုပေါ်ပေါက်လာတယ်။ကြည်တံတွေကနေရံနဲ့ပရိသဘော်ဒီကိုချက်စီးပစ်လိုက်ကြပါတယ်။နောက်ဆုံးမှာ Eve က Pine ဘက်ကိုရွေးချယ်လိုက်ပြီးသူ့နဲ့အတူတိုက်ခိုက်ပြီး Ella လွတ်မြောက်နိုင်ဖို့အချိန်ဆွဲကြတယ်။ဓာတ်လျာကြီးစင်းနေတဲ့အချိန် Pine က Ella ကိုကာကွယ်ဖို့ Eve ကိုတောင်းဆိုပြီးအဖွဲ့အကြောင်းဖြစ်သမျှအားလုံးပြောပြီးမယ်လို့ကတိပေးပါတယ်။ဒါပေမဲ့မြေကျင်းထောက်ကိုမရောက်ခင်လူသက်သမားတစ်ယောက်ပေါ်ပေါက်လာပြီး Pine ကိုပစ်ခတ်လိုက်ပါတယ်။ Eve လည်းတော့ကနေထိုးနှက်ခံရပြီးတတိလစ်သွားပါတယ်။ Ella ကိုတော့ Chancellor စီခေါ်ဆောင်သွားကြတယ်။ Continental အတွင်းအကြမ်းဖက်မှုဖြစ်ပွားမှုကြောင့်ဟိုတယ်ကောင်စီကဝင်ရောက်စီးရင်ပါတယ်။ High Table စီးခန့်အရာဟိုတယ်အတွင်းမှာလူထွေးထွေလို့လုံးဝခွင့်မပြုပါဘူး။ Eve ဟာဟိုတယ်အတွင်းမှာလူမတက်ခဲ့တာကြောင့်လွတ်မြောက်ခဲ့ပြီးအခြားနှစ်ဦးကိုတော့ချက်ချင်းတက်ဖြစ်လိုက်ကြပါတယ်။အဲဒီနောက် Eve ဟာမနာဘေး John Wick မကြခမလာလေတတ်တဲ့လက်နက်ဆိုင်တစ်ဆိုင်ကိုတွားပါတယ်။အထူးပြုလုပ်ထားတဲ့လက်နက်များကိုရွှေတင်ကားနဲ့လဲလှန်ရရွေးချယ်နေစေချိန်မှာပဲရှုပ်ဝက်အဖွဲ့သားမီးတန်းစီယာတွေဝင်းရောက်တိုက်ခိုက်လာပါတယ်။ထွက်လာမရှိရတဲ့အခြေအနေမှာ Eve ကပေါက်ကွဲပစ္စည်းတွေကိုအသုံးပြုပြီးအဆောက်အဦတစ်ခုလုံးပေါက်ကွဲစေလိုက်ပါတယ်။မိခိုးတွေပျောက်ကွယ်သွားတဲ့အခါဆိုင်ရှင်က Eve ကသူ့ရန်သူမဟုတ်ကြောင်းသိရှိသွားပြီး Chancellor ရဲ့နှုတ်ကြားမှုတတိကိုပြောပြပါတယ်။ပြင်ရင်လက်နက်များနဲ့ကားတစ်စီးကိုလည်းအခက်အမဲပေးလိုက်ပါတယ်။ Eve ဟာအဲခဲနေတဲ့လမ်းကြီးတစ်လုံးတို့ကိုရောက်ခံစွာမောင်းလင်သွားပါတယ်။ဒါရိုက်တာကဖုန်းခေါ်ပြီးရက်တန့်ဖို့တောင်းဆိုပြီးမြ Eve နားမထောင်ပါဘူး။နှင်းဖူးနေတဲ့ကြေးရည်ရွာလေးတစ်ခုမှသွားထိုင်ပြီးကော်ဖီတစ်ခွက်မှလိုက်ပါတယ်။ရလင်းသားနင်းလို့ထင်းစေချင်ပေမဲ့အတွန်းရှိလူတိုင်းကသူမဘသူဆိုတာကိုသိနေကြပါတယ်
ခဏအကြာလူတယောက်ဝင်လာပြီးဖိတ်ခတ်မှုစတင်လာတယ်ပြင်းထန်တဲ့တိုက်ခိုက်အပြီးမှာ Eve နိုင်ရပါတယ်ဒါပေမဲ့ကြေးရွာတဲ့ရှိလူကြီးအများစုကအဖွဲဝင်တွေပါရွာလုံးကျွတ်အမဲလိုက်ဖွဲစတင်သွားပြီး Eve ဖမ်းဆီးခံရပါတယ်ချန်ဆလာရဲ့အိမ်ချမ်းဝင်းထဲမှာအေလာကိုထားရှိထားပါတယ် Eve တတိပြန်ရတဲ့အခါတူမကိုကလျာရဲမှာခြိုင်ထားပြီးချန်ဆလာနဲ့မျက်နှာချင်းဆိုင်တွေ့ရပါတယ်တူမ12နှစ်ကျော်တဲဆောင်လာခဲ့တဲ့နာကျင်မှုကိုထုတ်ဖော်ပြောကြားလိုက်ပါတယ်ချန်ဆလာကလီနာဟာတူမရဲ့အမစီဖြစ်သောကြောင့်ဖော်ပြလိုက်တဲ့အခါအံ့ဩသွားကြပါတယ်တနက်တန်းတွေပြန်လဲထွက်ပေါ်လာပြီး Eve လွတ်မြောက်သွားပါတယ်လီနာနဲ့နှစ်ဦးချင်းတွေ့ဆုံတဲ့အခါမိသားစုအမှန်တရားတွေပေါ်ပေါက်လာပါတယ်ဒါပေမဲ့လက်ဖြစ်ပုံတစ်ခုပြစ်ချော်ခံပြီးပောက်ကွဲမှုကြောင့်လီနာသေဆုံးသွားပါတယ်အမျက်ဒေါသအပြည့်နဲ့ Eve နာဘားတလက်ကိုကင်ပြီးရန်သူတွေကိုတယောက်ချင်းဖယ်ရှားသွားပါတယ်ချန်ဆလာကဒါရိုက်တာကိုဆက်သွယ်ပြီးပြဿနာကိုဖြေရှင်းပေးဖို့တောင်းဆိုပါတယ်ဒါရိုက်တာကမမျှော်လင့်တဲ့ဆုံးဖြတ်ချက်ချလိုက်ပါတယ်အဲ့ဒါကတော့ John Wick ကို Eve ကိုကင်တွေ့ဖို့စိတ်လိုလိုက်တာဖြစ်ပါတယ်ဘာဘာကြီးကလာနေပြီဆိုတာသိလိုက်တာနဲ့လူလိုင်းနောက်ဆုတ်သွားကြပါတယ်ပျက်စီးနေတဲ့အဆောက်အဦထဲမှာ Eve နဲ့ John Wick ပြန်လည်တွေ့ဆုံပါတယ် John ကသူမကိုနောက်ဆုံးအခွင့်အရေးပေးပြီးမြဲ Eve မရက်တန်ပါဘူးပြင်းထန်တဲ့တိုက်ခိုက်အပြီးမှာ John ကသဘောတူညီချက်တစ်ခုထုတ်ပြန်လိုက်ပါတယ်ညာတန်းခေါင်မတိုင်ခင်လက်စားချင်နေရင်ယူပလာသူမကိုမသားစီးတော့ဘူးမဟုတ်ရင်သူကိုယ်တိုင်သူမကိုအဆုံးတက်ရမယ်လိမ့်မယ် Eve ကလက်နက်တိုက်တာကမီးတနက်ကိုယူပြီးရန်သူတွေကိုမီးလောင်ကျွမ်းစေသွားပါတယ်နောက်ဆုံးချန်ဆလာကိုလိုက်မိပြီးတန်းခေါင်မတိုင်ခင်အဆုံးတက်နိုင်ပါတယ် John Wick ကသူမနဲ့အဲလာကိုလွတ်မြောက်ခွင့်ပေးလိုက်ပါတယ်နှစ်ရက်အကြာတော့ Eve ကအဲလာကိုဖိုင်းနဲ့ပြန်လဲတွေ့ဆုံစေပါတယ်ဖိုင်းကအသက်ရှင်ကြမ်းရှိနေပြီးဒဏ်ရာနှဲငယ်သာရရှိထားပါတယ်နောက်ပိုင်းဘဲလေပရားတွေတော့မှ Eve တိတ်တိတ်လေးထိုင်ကြည့်နေပါတယ်ဒါပေမဲ့ကဘာကသူမကိုမမဲ့ပါဘူးသူမရဲ့ခေါင်းကိုဒေါ်လာ6မီလီယံတန်စုချေးထုတ်ပြန်လိုက်ပါတယ်သူချင်းကအမဲလိုက်သူဟာယခုအမဲလိုက်ခံသူဖြစ်သွားပါပြီ John Wick လောကရဲ့နောက်ထပ်ဖဲဆက်လန်းကိုဖြိုးဖျော်စေခြင်းလဲ comment မှာရေးခဲ့ပါဗီဒီယိုကိုကြိုက်နေတဲ့တွေ့ဆိုရင် like နဲ့ subscribe လုပ်ဖို့မမေ့ပါနဲ့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ကျေးဇူးတင်ပါတယ်